ဒီနေ့မှာတော့ shopping နဲ့ပတ်သက်တဲ့ vocabulary လေးတွေလေ့လာကြမယ် store စတိုးဆိုင် mall ကုန်တိုက် customer ဖောက်သည် cashier ငွေကိုင် price ဈေးနှုန်း discount လျှော့ဈေး sale ဈေးရောင်းခြင်း receipt ပြေစာ bill ငွေတောင်းခံလွှာ cash ငွေသား credit card အကြွေးဝယ်ကတ် change အကြွေး size အရွယ်အစား color အရောင် try on ဝတ်ကြည့်သည် fitting room အဝတ်လဲခန်း brand ကုန်အမှတ်တံဆိပ် quality အရည်အသွေး chef စင် basket ချင်း shopping cart ဈေးဝယ်လေ product ထုတ်ကုန် item ပစ္စည်း stock ရောင်းချရန်ပစ္စည်း barcode expire date သက်တမ်းကုန်တဲ့နေ့ fresh လက်ဆက်သော cheap ဈေးသက်သာသော expensive ဈေးကြီးသော refund ငွေပြန်လဲပေးခြင်း